ရှာရှာပပပိုင်ရိုက်ပြီးတော့ဆောက်ထားတယ်တိုက်သားအရန်ကောင်းတဲ့ငမိုးရီ6လမ်းအပိုင်းနှစ်ကဗန်ကျိတ်ရတဲ့ဒုတိယထပ်အခန်းလေးနဲ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အခန်းလေးကတော့7ခွဲ50ရှိပြီးတော့အိတ်ခမ်းတစ်ခန်းပါတယ်မီလုံးမီဆိုင်ကိုရှယ်ပြင်ပေးထားတယ်တမန်ဆန်းရှိတ်ကိုပပတ်လက်တက်ပေးထားတယ် location အနေနဲ့ကလည်းမိန်လက်မကြီး3ခုနဲ့အနီးဆက်ဆုံးဖြစ်ပါတယ်ရှင်။လေးတော့ကန်မိန်လက်မကြီးရတနာလန်းမိန်လက်မကြီးတန်တူးမမိန်လက်မကြီးတို့နဲ့နီးပါတယ်။စံပြဈေးမှတ်တိုင်နဲ့လည်းခန်းလေးရဲ့ခေါ်ဈေးလေးကလည်း1350ညှိနှိုင်းအောင်မှာဗန်ကျိတ်လိုချင်တဲ့ customer များအတွက်1380ညှိနှိုင်းနဲ့ရောက်ချပြီးတော့မှာဖြစ်ပါတယ်ရှင်။ကရှင်ကနဲ့ဝင်လိုက်ပြီဆိုလို့ရှိရင်လည်းကြွေပြားအပြည့်ခင်းထားတယ်။ရေချိုးကိုင်းတာပိုတိုင်းပေးစင်ပါတယ်။ကရှင်ကောင်တာလေးလည်းလုပ်ပေးထားတယ်။ရေကတော့2လိုင်းအဝီးစီရောချိုးပြပါမယ်ရှင်။ location ကလည်းမိန်းလမိုင်3ခုနဲ့အနီးဆက်ဆုံးဖြစ်တဲ့စံပြဈေးနဲ့လည်းနီးရယ်။ဗန်ကျိတ်လေးလည်းရတယ်။အလှည့်လေးကလည်းအနောက်မြောက်အလှည့်လေးလည်းဖြစ်တဲ့တိုက်သားလေးလည်းတော်တော်လေးကိုကောင်းပါတယ်ရှင်။ BCC မီးကြပြီးသားကိုပိုင်မီတာကိုပိုင်မော်တာဖြစ်တဲ့အတွက်မီးဖို့ရေဖို့ကလည်းကို3တလောက်ပဲကြာပါမယ်ရှင်။ဒီခန်းလေးကိုစိတ်ဝင်စားလို့ဆက်သွယ်ခြင်းတော့ညီမတို့ရဲ့ Kik Real Estate ကိုဆက်သွယ်ဆောင်စမ်းမေးမြန်းနိုင်ပါတယ်ရှင်။အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်